ဆိုပါတယ်ဒီနေ့မှာတော့ပုံမြရှူကနေလူတယောက်ရဲ့ဘဝကိုသိစေနိုင်တယ်လို့အသက်ပြန်ရှင်လာနိုင်အောင်လဲလုပ်နိုင်တဲ့စကလုံးတွေရဲ့စွမ်းအားအကြောင်းကိုဖော်ပြထားတဲ့ပုံမြင်လေးတစ်ပုဒ်ကိုပြောပြချင်ပါတယ်ဟောရှိတော့ကစိမ့်ဆုံနေတဲ့တောအုပ်ကြီးတစ်ခုထဲမှာဖားတအုပ်ဟာပျော်ပျော်ပါးပါးနဲ့အခီးနေလာကြတဲ့သူတို့ဟာတစ်ပင်ကြီးတွေကြားချောင်းငယ်လေးတွေကြားမှာခိုးပေါက်ရင်းအဆာရှာတွေ့ခဲ့ကြတာပေါ့ဒါပေမဲ့အဲ့ဒီနေ့မှာတော့သူတို့မတင်မထားတဲ့အန်ဒီရဲ့တစ်ခုကစီးချိုနေပါတော့တယ်ခီးနေလာရင်ဖားနှကောင်ကမျက်ပင်နဲ့ဖုံးနေတဲ့တွင်းနှက်ကြီးတစ်ခုတည်းကိုပြုံးဆိုပြီးပြုတ်ကျသွားပါတော့တယ်ကျန်တဲ့ဘာလို့တောလုံးကတွင်းနှက်ကြီးရဲ့နှကန်းဝမှာဝိုင်းအောင်ကြည့်ကြတာပေါ့တွင်းကအတော်လေးကိုနှက်ပါတယ်အောက်ခြေကိုတော့မမြင်ရတဲ့လောက်ပဲပေါ်ကဖားတွေကခေါင်းခါရင်လန့်အောင်ကြတယ်ဟေးမင်းတို့ပြန်တက်ဖို့မစူးစမ်းနေတော့တွေးကရမ်းတယ်လို့နဲ့မင်းတို့အတွက်မျောလင်းချက်မရှိတော့ဘူးအောက်မှာပဲအေးအေးဆေးဆေးသေးဖို့ပြင်လိုက်ကြတော့တွေးတွေကဖားနှကောင်ကတော့အပေါ်ကပြိုသမျှကိုလိလိရှုပြီးအစွမ်းကုန်ခုန်တက်ကြပါတယ်ဘယ်နှစ်ချိန်ပဲပြန်ပြုတ်ကြပါစေအာတင်ပြီးထက်ခါခုန်ကြတာပေါ့ဒါပေမဲ့အပေါ်ကဖားတွေကတော့အားပေးရမယ့်အစားမပြေပန်းကြပါနဲ့တော့ကွာမင်းတို့ခုန်နေတာအလကားပဲမြင်ရတာတော့ငါတို့မောလာပြီလက်လျှောလိုက်ပါတော့ဒီလိုနဲ့အချိန်တော်ကြလာတဲ့အခါမှာတော့ဖားနှကောင်နဲ့ကတကောင်ဟာအပေါ်ကပြောနေတဲ့စကားတွေကိုနားတဲ့ဆွဲလာပါတယ်ငါတကယ်ပဲမတက်နိုင်တော့ဘူးလားငါခွန်အားတွေကုန်နေပြီဆိုရဲအတွေးတွေဝင်လာပြီးနောက်ဆုံးမှာတော့သူဟာလက်လျှောလိုက်ပါတော့တယ်သူဟာတွင်းအောက်ခြေကိုပြန်ပြုတ်ကျသွားပြီးအသက်ပြောက်သွားရှာတယ်ကွယ်ကျန်တဲ့ဖားကောင်ကတော့မနာရန်စက်ကုန်နေလို့မှာပဲအပေါ်ကဖားတွေကပိုးပြီးအတန်ကျကျနဲ့အော်ကြပြန်တယ်ဟဲ့ကောင်မင်းတငယ်ချင်းတော့သေသွားပြီမင်းလည်းလက်လျှောလိုက်တော့မနာကျင်ကအနားယူလိုက်ပါတော့ကွာဒါပေမဲ့ဒီဖားကလေးကတော့အတန်တွေကြားလေပိုးပြီးခွာဆိုင်ခုံလေးပါပဲနောက်ဆုံးမှာတော့ဖြန့်ဆိုတဲ့အတန်နဲ့အတူသူဟာတွင်းနှခမ်းဝါကိုရောက်ရှိပြီးအပြင်ကိုခုန်ထွက်နိုင်ခဲ့ပါတော့တယ်သူအပြင်ရောက်သွားတဲ့အခါကြံတဲ့ဖားတွေကပါဇက်အဟောင်းသားနဲ့အံ့ဩနေကြတာပေါ့မင်းငါတို့ပြောနေတာတွေကိုမကြောက်ဘူးလားအဲ့ဒီအခါမှာတော့ဖားကလေးကလက်ဟန်ချေဟန်နဲ့ပြန်ရှင်းပြပါတယ်တကယ်တော့ဒီဖားကလေးဟာနားမကြားသူတရားဖြစ်နေလို့ပါသူကပြန်ပြောတာကတင်တို့တစ်ချိန်လုံးလက်ကပြီးအော်နေကြတာကိုကြည့်ပြီးငါ့ကိုအားပေးနေတယ်လို့ထင်ခဲ့တာပါမင်းတို့ရဲ့အားပေးမှုတွေကြောင့်ငါဒီတွင်းထဲကနေလွတ်လာတာတကယ်ပဲကျေးဇူးတင်ပါတယ်တကယ်စင်တို့ရာကဲပရိသတ်တို့ရေတကယ်တော့အပေါ်ကဘာတွေကလက်လျှော့ဖို့ပြောနေကြတာပါဒါပေမဲ့နားမကြားတဲ့ဖားကလေးကတော့ဒါကိုအားပေးစကားလို့မှားရွှေ့စာယုံကြည်ခဲ့ရတာနဲ့အသက်ရှင်ခွင့်ရသွားခဲ့ပါတယ်ဒီပုံမြင်လေးကပေးတဲ့သင်ခန်းစာကတော့အင်မတန်ကြီးမားပါတယ်စကလုံးတွေရဲ့အစွမ်းတင်ပြောလိုက်တဲ့စကားတစ်ခုဟာလူတစ်ယောက်ကိုအသက်ရှင်စေနိုင်တယ်လို့သေစေနိုင်တဲ့အစိတ်လည်းဖြစ်သွားနိုင်ပါတယ်အားပေးစကားရဲ့တန်ဖိုးလဲကျနေတဲ့သူကိုနှိမ့်ချမဲ့အစားမင်းလုံနိုင်ပါတယ်ဆိုတဲ့အာပေးစကားလေးတစ်ခုကသူတို့ဘဝကိုပြောင်းလဲပေးနိုင်ပါတယ်ဒါကြောင့်ကျမတို့ဟာတစ်ဖက်သားကိုစကားပြောတဲ့အခါစေတနာရှိထားပြီးတန်ဖိုးရှိတဲ့စကားလုံးတွေကိုပဲရွေးချယ်သုံးနှုန်းကြရအောင်နော်အားလုံးပဲမေတ္တာတရားနဲ့ပြည့်စုံတဲ့နေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေဒီပုံမြင်လေးကိုသဘောကျရင် like and share လုပ်ပေးခဲ့ပါအောင်နော်နောက်ထပ်ဘိုးတူတရစရာပုံမြင်ကောင်းလေးတွေအမြဲတည်ဆက်ပေးနေမှာမို့ပုံမြင်ရှိုး channel လေးကိုလည်း subscribe လုပ်ထားပေးကြပါဦးရှင်အဆုံးထိတော့ပေးရတဲ့အတွက်ကျေးဇူးပါ